အခုကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ရမှန်တစ်ခုမှာဒီနေ့အထိအဲ့ဒီအကြောင်းကိုပြန်စင်စားမိတိုင်းကျွန်တော်ကြော်ပြင်ကစိန်ခနဲဖြစ်သွားတော့မယ်။မောင်မိုက်လွန်းတဲ့ညဘက်အဝေးပြေးလမ်းမတစ်ခုမှာကားတစ်စီးမီးအလင်းရောင်နဲ့မောင်းလာရင်ရုတ်တရက်အင်ဂျင်တန်တွန်းခနဲရပ်သွားပြီးကားဆက်ဟာထိုးရပ်သွားခဲ့တယ်။မင်းကဟာဒီအချိန်မှာကားကဘာဖြစ်သွားလဲမသိဘူး။ဆက်နိုးလို့လည်းမရတော့ဘူး။ဘေးတွင်အိတ်ချင်မှုသူထင်နေသောဇော်ကြီးကလည်းဖုံးလိုင်းရှာတော့လေတတိုင်မှမတည့်ထိုစဉ်ရှေ့စီမှာလင်းလက်တောက်ပါနေသောမီးရောင်များကိုမြင်လိုက်ရသဖြင့်နှစ်ယောက်သားအားကိုတကြီးဖြင့်ထိုနေရာသို့လိုင်းလျှောက်သွားကြည့်ကြတယ်။သူတို့နှစ်ယောက်လိုင်းလျှောက်သွားရင်းရုတ်တရက်လင်းထိတ်နေတဲ့ရွာကြီးတစ်ရွာတည်းရောက်သွားတယ်။ဟင်ဒီတော်ထဲမှာဒီလောက်စီတဲ့ရွာကြီးရှိတာလားပြောလိုက်ကြရင်ဆိုင်တိုင်းတွေမှာအငွေတထောင်းထောင်းနဲ့မုံတွေအသားခင်တွေရောင်းနေတယ်။ပွဲစင်ပေါ်မှာလည်းဆိုင်းတန်ပုံတန်တွေနဲ့ခါချီတွေကားနေကြတယ်။တော်သေးတာပေါ့ကွာလာမုံရင်စားအောင်သူတို့နေတော့ဆိုင်းတဆိုင်တွင်ထိုင်ကမုံဟင်းခါနဲ့အသားခင်များကိုအားရပါရစားတော့ကြတယ်။ဆိုင်ရင်ဖြစ်သူကတော့သူတို့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတယ်။သူတို့နှစ်ယောက်တညလုံးမုံစားလိုက်ပွဲကြည့်လိုက်နဲ့ပျော်ပါနေရဲ့ပွဲခင်းထဲမှာအိပ်ပျော်သွားကြတော့တယ်။မနက်လင်းအားကြီးဝက်တန်များကြောင့်မင်းနိုးလာခဲ့တယ်။ပဝင်းချင်းကိုကြည့်လိုက်တော့လမ်းဖြတ်သွားတယ်။ညကစီကားနေတဲ့ရွာကြီးမရှိတော့ဘူး။လင်းထင်နေတဲ့မီးတဲ့အစား၆ကတ်နေတဲ့ကုန်းမြေကြီးနဲ့ဇရက်အုပ်ကြီးပဲရှိတော့တယ်။ဘေးမှာလည်းမြေပုံဟောင်းတွေအုတ်ကူဖြစ်တွေပဲရှိတော့တယ်။ဇော်ကြီးထောက်ဦးငါတို့ဘယ်ရောက်နေတာလဲ။မင်းကလမ်းဖြတ်ကနိုးလိုက်စင်ဇော်ကြီးကရှေ့ကနေရာတွေကိုထားကြည့်လိုက်တာညကစားခဲ့တော့အသားခင်များမှာနွားချေးချောင်များဖြစ်နေပြီးမုန်ရင်းခါတွေကလည်းရဲချောင်နဲ့တီးရပုတ်တွေဖြစ်နေတော့တယ်။နေရောက်သားကြောင်းလန့်တကြားဖြင့်ကားရှိရသောသူ့ချေတင်ပြေးကြတယ်။သူတို့ဤနောက်ကျောဘက်မှာညကဆိုင်ရင်ရဲ့ကြောက်မတ်ဖွဲရဲ့မော်တန်ကြီးကတော့အုပ်တစ်ခုလုံးဟင်းထွက်သွားပါတော့တယ်။